အားလုံးပဲမင်္ဂလာပါကေရကွန်ပျူတာအက်ဂျူကေးရှင်းကနေပြီးတော့ကြိုဆိုပါရစေအခုလက်ရှိ 3D စလုံးပုံစံလေးတွေဖြစ်တဲ့ perfect ဆိုတဲ့စလုံးဒီဇိုင်းလေးရဲ့လက်ရှိအောက်က e ဒီဇိုင်းလေးရဲ့ပုံစံကိုဖန်တီးပြမှာဖြစ်ပါတယ်အဲ့တော့အရင်ဆုံးဒီမှာ T ပုံစံ text tool လေးကိုယူမယ်စာရွက်ပေါ်မှာကလစ်နှိပ်လိုက်မယ်အဲ့မှာ perfect ဆိုတဲ့စလုံးလေးကိုအရင်ရိုက်လိုက်မယ်နော်စလုံးမျိုးစားပါအောင်သုံးတာလဲဆိုလို့ရှိရင် name font area black လေးကိုသုံးတာတယ်ဒီဝိုင်းစလုံးရွေးစာလေးကြီးလိုက်ပါမယ်ပြီးတော့တဲ့အခါမှာအဲ့ဒီစာလေးကို right click နှိပ်ပြီးတော့ create outline လေးပြောင်းလိုက်တယ်ပြီးတော့ရင်လက်ရှိ two box ထဲမှာပေါ့နော်two box ထဲမှာ knife tool လေးကဘာမှရှိမလဲဆိုတော့ eraser tool ထဲမှာရှိမယ်เนาะအဲ့ဒီက knife tool လေးကိုရွေးပြီးတော့အလယ်ကနေပေါ့နော်ဒီ F ရဲ့အပေါ်ကနေ Alt key ကိုဖိမယ် Shift key ကိုဖိပြီးတော့ drag ဆွဲချလိုက်တဲ့လေးရပြီပြီးတော့ရင်တော့ selection tool ကိုပဲပြန်ရွေးချပါစာသားပေါ်မှာ pointer တင်ပြီးတော့ right click နှိပ်ပြီး ungroup လုပ်ပေးပါလုပ်ပြီးတော့ selection လွတ်တဲ့နေရာမှာ click နှိပ်ပြီး selection ဖြုတ်ခုနပိုင်းပြတ်ထားတဲ့ဘယ်ဘက်တစ်ချမ်းပေါ့နော်ဒီစလုံးလေးလုံးပဲဖြစ်ရမယ်ဒီစလုံးလေးပေါ့အဲ့စလုံးလေးကိုဆက်လက်မှတ်ပြီး group ဖွဲ့လိုက်မယ် control G ကျန်တဲ့စလုံးလေးကိုလည်းတစ်ခါဆက်လက်မှတ်ပြီးတော့ control G group ဖွဲ့လိုက်မယ်ပြီးသွားပြီဆိုလို့ရှိရင်ဘယ်ဘက်ချမ်းစလုံးလေးကို click နှိပ်မယ်2 box ထဲမှာ free transform tool ကို click နှိပ်လိုက်ပါကျလာတဲ့ဒီမှာဒီဟာ perspective အနီးဝေးပေါ့နော် perspective distort ကိုရွှေ့မယ်ဒီအပေါ်ကနေအပေါ်လေးကိုနည်းနည်းလေးဆွဲတင်ပေးလိုက်မယ်ပြီးတော့ပြီဆိုရင် control ပြီးညာဘက်ကစာကိုဆက်လက်မှတ်မယ်ရွေးထားပြီးသားဖြစ်နေပြီးသား perspective 2ဟာဒါဆိုရင်အပေါ်ဘက်က handle လေးကနေအပေါ်လေးကိုဆွဲပြီးတော့စလုံးလေးညီအောင်ထားလိုက်မယ်ပြီးတော့ရင်တော့ selection tool လေးကိုရွေးမယ်ဘယ်ဘက်ကစာလေးကိုကလေးနေမယ်ဒီမှာအရောင်ပြောင်းလို့ရအောင်เนาะဒါဆိုရင်ဒီမှာကတော့ color window တွေကနေ search palette ကိုပဲခေါ်လိုက်မယ်ဒီမှာအရောင်အနုလေးပေါ့เนาะအနုလေးရွှေ့လိုက်မယ်ပြီးတော့ညာဘက်စာသားကိုကလစ်နှိပ်မယ်ညာဘက်မှာတော့သူ့ထက်တောက်တဲ့အရောင်အရှင်းပေါ့เนาะသူနဲ့အနီးဆက်ဆုံးအရောင်ရင်းကိုရွှေ့လိုက်မယ်ဒီလိုပုံစံလေးပြီး control 0လေးနှိပ်ထိလိုက်ပါအကောင်လုံး marquee နဲ့ဆက်လက်မှတ်မယ် control G group လေးဖွဲ့ပြီးတော့စာနေရာလေးရွှေ့ထားမယ်နော်ကဲအောက်ဘက်ကစာလေးထပ်လုပ်ကြည့်မယ်2 box ထဲကဒီပုံစံ text တို့ကိုရွေးစာရွက်ပေါ်မှာကလစ်နဲ့စာလေးရိုက်ပါမယ်ပြီးတော့ရင် selection 2ကိုရွေးမယ်စလုံးစာလေးကိုကြည့်ပေးမယ်ပြီးတော့ရင်စာပေါ်မှာ right click နှိပ်ပြီးတော့ create outline style ပြောင်းမယ်ခုနလိုပဲ knife tool လေးရွေးမယ်ရွေးပြီးတော့အလယ်ကနေပေါ့နော် alternate shift key နဲ့ကိုဖိပြီးတော့အလယ်ကနေပိုင်းဖြတ်လိုက်မယ် selection tool ကိုပြန်ရွေးပါမယ်စာသားပေါ်မှာ right click နှိပ်ပြီးတော့ ungroup ပြီး selection ဖြုတ်အပေါ်တစ်ချမ်းကိုပြန်ပြီးတော့ selection မှတ်မယ်မှတ်ပြီး control G group ဖွဲ့မယ်အောက်ဖက်ချမ်းလေးကိုလည်း control G group ဖွဲ့မယ်ပြီးအပေါ်ချမ်းလေးကိုကလစ်နဲ့ဆက်လက်မှတ်ပြသွားလို့ရှိရင် transform tool တွေကနေ perspective tool ကိုပြန်ရွေးပြီးသားရင်အပေါ်ချမ်းလေးကိုအပေါ်ဘယ်ဘက် direction handle ကနေအတွင်းနဲ့ပေါ့နော်အတွင်းအပေါ်ကိုဆွဲပေးပါဒါမျိုးလေးပြီးရင်လွှတ်လိုက်မယ်ပြီးရင်တော့ perspective tool လေးကိုပဲရွေးfree transform tool လေးကိုပဲယူပြီးတော့အလယ်ကနေအောက်ဘက်ကိုနည်းနည်းလေးရွှေ့ပေးလိုက်ပါချပြီပြီးရင်တော့ selection tool ကိုယူမယ်ဒီစလုံးလေးကိုတော့အရောင်လေးကိုဒီလိုဖြော့လေးပဲထည့်လိုက်တော့မယ် control G group ဖွဲ့လိုက်မယ်နော်ဒီစလုံးဒီဇိုင်းလေးရတော့လွယ်ကူပါတယ်ဒါ 3D ပုံစံလေးပေါ့နော်ကိုပါကိုစာလေးတွေကို knife tool သုံးပြီးတော့စိတ်ကြိုက်ဖြတ်တောက်ပြီးတော့ perspective အနီးဝေးပုံစံလေးသုံးပြီးတော့ဖန်တီးသွားတာဖြစ်ပါတယ်